gadget mask ကနေကျွန်တော်စီလိုဒီမှာဒီချုပ်ကြီးပို့လာအထဲမှာဘာတွေပါလဲဆိုတော့ TWS earbud နှစ်ချက်3ခုရဲ့ cross body band နဲ့ Type C charger တွေပါဒါတွေအကုန်လုံးများလို့ကျွန်တော်လက်ဆောင်ပြန်ပေးမယ်ပေါ့နော်မပေးခင်တခုပြောချင်တာကဒီ earbud တွေအကြောင်းပါအခုဒီ3မျိုးစလုံးရဲ့ဈေးတွေကတသိန်းမကျော်ဘူးအဲ့တော့မှ9000ခုလောက်ရှိတဲ့လက်ဆောင်တွေလည်းရရအောင်မယ်တဲ့ဆိုတော့ဒီဈေးနဲ့ဒါမျိုးရတာတန်တယ်လို့ပြောအခုဒီ gadget smart OWS band လေးဆိုရင်ဈေးက8000ပဲရှိတယ် open ear ထိုက်ပေါ့နော်အော်တော့ area တွေမှာပြေးလောလေ့ကျင့်ခန်းလုပ်မဲ့သူတွေအားကစားသမားတွေအတွက်အဆင်ပြေတယ်ထက်ခွန်တို့ပါတယ်ရေးစင်မိုးစင်တာတွေလည်းခံနိုင်တယ်ကျွန်တော်တို့3မျိုးထဲမှာပေါ့နော်ဒီကောင်လေးရဲ့ big quality နဲ့ design ဘိုင်းကိုတော်တော်သဘောကျမိတယ် audio quality ကလည်းမဆိုးဒီကောင်လေးကတော့ gamer တွေကို target ထားတဲ့ gaming earbuds ပေါ့နော် GM35 လို့ခေါ်တယ်ဈေးက9000 game ဆောင်မဲ့သူတွေအတွက်60 millisecond low latency gaming mode ပါတယ် background noise တွေကို reduce လုပ်ပေးနိုင်တဲ့ဒါ ENC minor လုံးကိုထည့်ပေးထားတယ်ဒီကောင်လေးကတော့တသိန်းမကျော်တဲ့ဈေးတန်းမှာ alternate cancellation ရတဲ့ထူးခြားခြားနှစ်ချက်လေးပေါ့နော် GM70 ENC Bud 1လို့ခေါ်တယ်ဈေးက99,500 ENC ကိုအခုတည်းပိုကောင်းလုပ်ပေးစေခြင်းနဲ့အဲ့ဒါမဲ့လည်းသူ့ဈေးအနေထားနဲ့ပြန်ပြီးတော့ရှင်လိုက်ပြန်တော့လဲပေါ့နော်မပါတဲ့စာရင်ဒါမစိုးဘူးလို့ပြောရမယ်speaker size က30mm မလို့ရှေ့မှာပြောခဲ့တဲ့ gaming earbuds တက် size ကိုကြည့်ပြီးတော့ charging case မှာ battery level ပြပေးတဲ့ LED display ပါမယ် touch control ရတယ်အခုကျွန်တော်ပြောပြသွားတဲ့ earbud 3မျိုးတွေကဘယ်တစ်မျိုးပဲဝယ်ပေါ့နော်9000ကိုလက်ဆောင်တွေပြန်ရမယ်ဒါတွေရဖို့ဆိုရင် promotion ကာလဖြစ်တဲ့ဇွန်လ15ရက်နေ့မတိုင်ခင်သွားဝယ်ဖို့တော့လိုမယ် gadget mask ဆိုင်တွေ counter တွေနဲ့ authorized dealer ဆိုင်တွေမှာသွားဝယ်လို့ရတယ်ကျွန်တော်ပေးမဲ့လက်ဆောင်စီစဉ်မှာပါခြင်းတဲ့သူတွေကတော့အခုပေါ့နော်စိတ်ထဲရှိတာခေါင်းထဲရှိတာကို comment မှာရေးခဲ့ပါဘာရေးရတယ် Facebook ကနေ contribution နဲ့ရောက်ရွေးမယ် OWS band နဲ့ GM70 EMC Bud 1ကိုပေးမယ် TikTok ကနေတယောက်ရွေးမယ် GM25 gaming earbuds နဲ့ cross body band charger တွေကိုပေးမယ် contribution 3ယောက်ကိုနောက်တစ်ပတ်ဒီလိုနေ့မှာပေါ့နော်ရွေးပေးပါအားလုံးပဲကံကောင်းကြပါစေ